တမိနစ်အတွင်းမှာပဲသူတိဆောက်ထားသမျှအကွက်တွေအကုန်ပျက်စီးပြီးလေထဲမှာဖုံမုံလိုပျောက်ကွယ်သွားရလိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူးလူအများရှိမှရှင်းကျင်ရန်ဟာဂူမီသားစုရဲ့သမီးရင်းပါဆိုပြီးနတ်စစ်ဆေးချက်အထောက်ထားကိုမာနတခွဲနဲ့ထုတ်ပြလိုက်ပါတယ်သူဟာဒီမီသားစုရဲ့စီးစိမ်တဲ့အရှိန်အဝါတွေကိုတိမ့်ပိုက်ဖို့အတွက်အစီအစဉ်ဆွဲပြီးအစွမ်းကုန်စူးစမ်းနေတာပါဒါပေမဲ့အကိုဖြစ်သူကဒီတဲ့အစီရင်ခံစာဟာတရားဝင်အဖွဲ့အစည်းကမဟုတ်ပဲစေယုံတူကလှုပ်ထားတာလို့ချက်ချင်းထောက်ပြလိုက်ပါတယ်ဒါကိုရှင်းကျင်ရန်ညင်းမရဖြစ်သွားပြီးစနစ်နဲ့မတိမတာစကားပြောအကြံထုတ်နေပေမဲ့ဘာမှလုပ်မရတော့ပါဘူးမိမိအကွက်ပေါ်သွားမှာကြောက်တဲ့ရှင်းကျင်ရန်ဟာရှမ်းမိသားစုကိုပဲပြန်လဲဆွဲလိုက်ပြီးသူတို့ဟာသူ့ကိုဒုက္ခပေးဖို့နဲ့အကြံအဖျက်လုပ်ဖို့ကြံစီနေကြတာပါဆိုပြီးလောဒတကြီးအော်ဟစ်ပါတော့တယ်ဒါပေမဲ့ရှမ်းမိသားစုဟာသူမှထင်ထားတဲ့တက်တွေကိုထုတ်ပြလိုက်ပါတယ်စာကြည့်ခန်းထဲကဗီဒီယိုဖိုင်တွေကိုပြန်လဲဖော်ထုတ်လိုက်တဲ့အခါရှင်းကျင်ရန်ကိုယ်တိုင်ရေးစာချုပ်တွေကိုခိုးယူပြီးရန်သူတွေနဲ့ပူးပေါင်းခဲ့တာအထောက်အထားနဲ့တကွပေါ်လွင်သွားခဲ့ပါတယ်အခြေအနေတွေပိုဆိုးသွားတာကတော့ဂူတာခင်မကြီးကိုယ်တိုင်တည်တံ့စစ်ဆေးထားတဲ့တကယ့်နေရလက်ကိုထုတ်ပြလိုက်တာပါပဲရလက်မှာတော့ရှင်းကျင်ရန်နဲ့ဂူမီသားစုဟာဘာသွေးသားမှမတော်ဆက်ကြောင်းရှင်းရှင်းလင်းလင်းဖော်ပြနေခဲ့ပါတယ်မိမိရဲ့လိန်ညာမှုတွေအကုန်လုံးပေါ်သွားတဲ့အခါရှင်းကျင်ရန်ဟာယူသွမတက်ဖြစ်သွားပြီးအားလုံးဟာသူ့ကိုဒုက္ခပေးဖို့ပူးပေါင်းထားတာပါဆိုပြီးရှောက်ပြောပါတော့တယ်မိသားစုဝင်တွေကလည်းသူ့ရဲ့ကျေးဇူးကမ်းမှုကိုပြင်းပြင်းထန်ထန်ပြန်လည်ပြောဆိုလိုက်ကြပါတယ်ဒီအချိန်မှာတော့ရှင်းကျင်ရန်ဟာဟန်မဆောင်နိုင်တော့ပဲဒီကဘာမှာရှိတဲ့လူတွေအားလုံးကိုသူ့ရဲ့တလန်းနဲ့ကန်စာတာအတွက်တုံးချစရာကိရိယာတွေလို့သဘောထားခဲ့ကြောင်းအယူတယောက်လိုအော်ဟစ်ဝန်ခံလိုက်ပါတော့တယ်ဒါနဲ့ပဲစနစ်ကသူ့ရဲ့တာဝန်ပျက်စီးသွားပြီဖြစ်ကြောင်းနဲ့10စက္ကန့်အတွင်းပျောက်ကွယ်သွားတော့မယ်လို့တတိပေးလိုက်ပါတယ်ရှင်းကျင်ရန်ဟာအကြောက်လန့်ကြီးကြောက်လန့်ပြီးအကိုနဲ့အဖေဖြစ်သူကိုအကူအညီတောင်းပေမဲ့ဘယ်သူမှလှည့်မကြည့်တော့ပဲနောက်ဆုံးမှာတော့လေထဲမှာဆက်စီမုတ်လိုပျောက်ကွယ်သွားခဲ့ရပါတယ်ကြံစီသူရှင်းကျင်ရန်ပျောက်ကွယ်သွားပြီးနောက်မှာတော့ရှမ်းမိသားစုနဲ့ဂူမီသားစုတို့ဟာအတိတ်ကနားလည်မှုလွဲတာတွေကိုဖြေရှင်းနိုင်ခဲ့ကြပြီးအေးချမ်းသာရတဲ့မင်္ဂလာပွဲလေးကိုသားသမီးတွေကလေးလေးတွေနဲ့အတူပျော်ရွှင်စွာကျင်းပနိုင်ခဲ့ကြပါတော့တယ်